ကရင်မျိုးသားအစည်းအရုံး KNU ရဲ့လက်နက်ကိုင်တပ်တွေဖြစ်တဲ့ KNDO နဲ့ KNLA ဟာတိုင်းရင်းသားလက်နက်ကိုင်တွေထဲတောင်တန်းတဲ့စစ်အင်အားနဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကြောင့်တရှင်ကမြန်မာနိုင်ငံထဲမှာထင်ရှားတဲ့လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ်။1949ခုနှစ်မှာမြန်မာတပ်မတော်အခြေစိုက်ရာရန်ကုန်အထိစစ်အင်အားဖြန့်ကျက်နိုင်ခဲ့တဲ့ KNU ရဲ့လက်နက်ကိုင်တပ်တွေဟာနောက်ပိုင်းမှာတော့စစ်ရေးအောင်မြင်မှုတွေလက်လက်ခရမှုနဲ့အတူ1995ခုနှစ်မှာသူတို့ရဲ့ဌာနရှောင်းမာနီပလောအပါအဝင်နေဆက်စကန်အမြောက်အများဟာလည်းစစ်တပ်ရဲ့တိုင်းပိုင်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတိုက်ပွဲတွေညွန့်နေခဲ့ပြီး2015ခုနှစ်မှာတော့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးဆိုင်ရာသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးမှုနဲ့အတူနိုင်ငံရေးစပွဲဝိုင်းထဲမှာအတွေ့များလာရပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ KNDO နဲ့ KNLA ဟာ PDF ပူးပေါင်းတပ်တွေနဲ့တူတကြောပြန်ထွက်ပေါ်လာခဲ့ပြီးတော့လက်ရှိမှာထိုင်းနေဇက်ကစစ်ကောင်စီရဲ့စခန်းတွေကိုတောက်လျှောက်သိမ်းပိုက်လာနေတာကြောင့်တရှင်ကထင်ရှားခဲ့တဲ့ KNU ရဲ့ဂုဏ်သက်ခါတွေပြန်လည်တွေ့မြန်လာရနိုင်တယ်လို့စစ်ရေးနိုင်ငံရဲ့လစ်လာသူတွေကပြောဆိုတုံ့ပြန်ကြပါတယ်။ကျွန်တော်သဘောပေါက်တော့ကတော့အဲ့ဒီကနေတော့တရှင်သူကဒေါနာတောင်ပေါ်မှာရှိနေအောင်စီရစစ်စင်ကြီးကိုဆက်ပြီးတော့ဥချိုးလိုက်မယ်လို့ထင်ပါတယ်။အဲ့ဒါပြီးရင်တော့ဖန်ကွင်းတွေကိုဆင်းလာမှာပေါ့ဗျ။ဘာပဲဖြစ်ဖြစ်ဘယ်လိုသဘောထားနေပဲဖြစ်ဖြစ်ຫນွေဦးတော်လှန်ရေးကိုတော့ဒါတွေကအထောက်အကူပြုတာပါသို့တော်ညာလဲဘယ်လိုပေါင်းဆက်ပါဝင်မယ်ဆိုတာတော့အချိန်ယူပြီးစောင့်ကြည့်အောင်မယ်လို့ထင်ပါတယ်ခင်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ဟာသူတို့ရဲ့ထင်းရှုံနေမြေတွေမှာຫນွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေကိုအရှိရှာခွင့်ပြုမှုနဲ့အတူစစ်ရေးတွေမှာပါပူးပေါင်းဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်2024ခုနှစ်ကုန်ပိုင်းမှာတော့တရှင်ကလွတ်လပ်ခဲ့ရတဲ့မာနီပလောဌာနချုပ်ကို KNDO KNLA နဲ့ PDF ပူးပေါင်းတပ်တွေပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးအခု2025မေလနဲ့ဇွန်လတွေမှာတော့ထိုင်းမြန်မာနေဇက်ကစစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့တေးဘောပေါ်ရွှေအေးမြိုင်ကနေလေဗရန်အောင်နဲ့ဗလေတိုတပ်စခန်းတွေကိုပါသိမ်းပိုက်ရရှိလာခဲ့တာပါKNUကရရှိထားတဲ့တပ်စခန်းတွေဟာစစ်ရေးစီးပွားရေးအပြင်နေမြေထင်းချုပ်ရဲ့အတွက်အရေးပါတဲ့နေရာတွေဖြစ်ပြီးစစ်ကောင်စီအတွက်ဂုံတိုက်ခါပိုင်အရာကြီးမားတဲ့ဆုံချုံမုံလို့ KNU ဒေသမှာလှောက်ရှားခဲ့တဲ့ရခိုင်တော်လှန်ရေးသမားဟုတ်သူကပြောပါတယ်စစ်ကောင်စီအတွက်ဆိုရင်သူ့ရဲ့ဂုံတိုက်ခါတွေရောစိတ်ပိုင်းဆိုင်ရာတွေရောကြားချုံကြမှာပေါ့နော်သူတို့ရဲ့မိ30လောက်တင်းတင်းထားတဲ့စကန်တွေကစအဲ့လိုဆိုတော့သူတို့မှာဂုံတိုက်ခါရောနေမြေတွေရောပေးဆက်ရတဲ့ဟာတကယ်စိတ်ပိုင်းဆိုင်ရာရဆိုရင်တော်တော်လေးကိုထိခိုက်ကြမယ့်အခြေအနေမျိုးဖြစ်တယ်ပေါ့ကရှင်ကယားကရင်ရှင်ရခိုင်နဲ့ရှမ်းမြောက်ကနေဆက်ဒေသတွေအပါအဝင်အခုတပံကယန်ဒေသမှာပါနေဆက်စကန်တွေကိုလွတ်လပ်နေရတာကြောင့်စစ်ကောင်စီအတွက်ကြီးမားတဲ့စစ်ရေးရှုံးနိမ့်မှုတွေကိုရန်ဆိုင်နေရတာပါဒါအပြင် KNU ရဲ့စခန်းသိမ်းတိုက်ပွဲတွေဟာຫນွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့တပ်ဖွဲ့တွေတိုင်းအတွက်အထောက်အပံ့ဖြစ်စေတာကြောင့်စစ်ကောင်စီလက်ရှိထိန်းချုပ်ထားဆဲတိုက်ဒေသတွေမှာလည်းຫນွေဦးတော်လှန်ရေးတပ်တွေရဲ့တိုက်ပွဲအရှင်တွေကိုမြန်ရဖွယ်ရှိတယ်လို့ CDN ဗိုလ်ကြီးဇန်ယောကပြောပါတယ်ကရင်တော်လှန်ရေးအင်အားစုတွေရဲ့တိုက်လို့ခိုက်လို့စိတ်ပြီးရင်အောင်စိတ်ပေါ့နော်အောင်စိတ်အရှင်ကတားလို့မရတော့ဒီအောင်စိတ်ကကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့တပ်ဖွဲ့ဝင်တွေတိုင်းကိုစီးမျောသွားမှာပါဘာလို့လဲဆိုတော့အနေနဲ့ရဲမှာလုံနေတဲ့သူတွေကဒီရာဂိုင်နှုန်းများသောအားဖြင့်ကရင်မှာစစ်ပညာသင်တယ်ပြီးရင်ကိုယ်နယ်မြေဒေသတီးတီးကိုပြန်ပြီးတော့တော်လှန်နေတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဒီကရင်ရဲ့အောင်ပွဲဟာຫນွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်တိုင်းရဲ့အောင်စိတ်ကိုကူးဆက်စေမှာပါမြန်မာနိုင်ငံထဲကမြို့ပေါင်း68မြို့ကိုတော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးလက်ရှိမှာကရှင်ရှမ်းမြောက်နဲ့ရခိုင်ဒေသတွေမှာတိုက်ပွဲတွေရှိနေပြီးတော့အလားတူပဲခူးမကွေး EAOD နဲ့စကိုင်းတိုင်းတွေမှာလည်းထိတဲ့တိုက်ပွဲတွေဖြစ်ပေါ်လျက်ရှိနေပါတယ်။